တိုက်ဆောင်ဘဝကနေကုသိုလ်ကောင်းမှုပြုဖို့လူဘဝကိုလာခဲ့ပေမဲ့တိုက်ချုပ်ဘိုးဘိုးကြီးကိုယ်တိုင်လာရောက်ခေါ်ဆောင်ခြင်းခံခဲ့ရတဲ့အမျိုးသမီးတဦးရဲ့ဖြစ်ရမှန်ဇာတ်လမ်းလေးကိုတင်ဆက်ပေးပါမယ်။လာပြီးလာကွယ်ညနေဆောင်အချိန်ဆိုရင်တရက်ကွက်လုံးကမက်ရင်သူစားကိုခဏခဏဆိုသလိုဝိုင်းပြီးကြည့်နေရတယ်။အဲ့လိုကြည့်နေရတဲ့အကြောင်းရင်းကလည်းမက်ရင်သူစားဟာလာပြီးလာကွယ်နေ့ညနေရောက်တိုင်းကိုကြီးတီဟာလာနေပြီဆိုပြီးဖះเจ้าဆောင်မှာဖျာခင်းပေးထားတယ်။မယင်သူစားကတော့ကျုံကျုံလေးအနားမှာထိုင်ပြီးရိုးသေးစွာခေါင်းငိမ့်လို့နားထောင်နေတယ်။တစ်ဖက်ကဘာအကြောင်းပြောလိတဲ့မသိရတဲ့အကြောင်းများကိုလည်းမယင်သူစားခေါင်းလေးတငိမ့်ငိမ့်လှုပ်နေတာကိုဘေးကအင်းနာချင်းတွေကဝိုင်းအောင်ကြည့်နေကြတယ်။သူတို့ကမယင်သူစားပြောနေတဲ့ကိုကြီးတီဟာကိုလုံးဝမမြင်ဘူးပဲ။ဖျာခင်းထားတဲ့နေရာကိုသာအများသူငါစူးစိုက်ကြည့်နေခြင်းဖြစ်တယ်။အဲ့ဒီထဲမှာကျွန်ုပ်လည်းအပါဝင်ဖြစ်တယ်။သို့တော့ဘာဆိုဘာမှမမြင်ရတော့ကျွန်ုပ်မှလည်းအများနည်းတူဖျားကိုသာစိုက်ကြည့်နေမိတယ်။ဘယ်သူမှမမြင်နိုင်တဲ့အရာကိုမယင်သူစားတယောက်ကမူကောင်းကောင်းမြင်နေရတယ်။ကိုကြီးတီဟာရဲ့ညီမလေးကိုမနှောက်ယှက်ပါနဲ့နော်တောင်းပန်ပါတယ်ညီမလေးဒီဘဝမှာပြောတယ်။အဲ့လိုတောင်းပန်စကားပြောနေတန်ကိုသာဘေးကနေကြားနေရတယ်။သူမကဘဝဟောင်းမှာကြံခဲ့တဲ့တိုက်ထဲကိုဘယ်နည်းနဲ့မှမပြန်ချင်ဘူးလို့ပြောနေတယ်။ဥစ္စာဆောင်ကိုကြီးတရားထံမှတစုံတရာပြောတန်တက်ကိုကြားနေရတယ်။သို့ပါတော့လဲမပီဝိုးတော်အတန်များသာဖြစ်တယ်။ဒါကြောင့်လဲတစ်ဖက်မှမဖြစ်ဘူးညီမလေးဆိုတဲ့စကားများကိုသာပြောနေပုံရတယ်ထင်ပါတယ်။လူဘဝမှာမယင်သူစားကလည်းတောင်းပန်တဲ့အတူငိုရှိုက်တန်ကပါတစ်ဆက်တည်းရောရှက်လာနေတော့တယ်။ဟင်းကိုကြီးတရားဟင်းခမဲတော်ဘိုးဘိုးပပမင်းကိုပြောလိုက်ပါရှင်သူကိုတနာပါလို့သာပြောပြပါကိုကြီးတရားရဲ့အဲ့လိုပြောပြီးဘုံကနေဖြစ်လဲကျသွားပါတော့တယ်။ဒါကရင်သူစားဘဝမှာဖြစ်ရိုးဖြစ်စဉ်ဖြစ်ရတစ်ခုပဲဖြစ်တယ်။ထိုအခါမှာဘေးကကြည့်နေကြတဲ့ဆွေမျိုးသားချင်းများနဲ့အိမ်နီးနားချင်းတို့မှဝိုင်းအောင်လာကြတယ်။အဲ့နောက်ဆက်တွဲလုပ်ရများဖြစ်တဲ့ရေမန်းများတိုက်ကြရက်ခတ်ကြနဲ့လုံနေကြအတိုင်းရင်သူစားကိုဝိုင်းဝန်းပြုစုမှုများလုပ်ပေးပါတော့တယ်။ရင်သူစားမှာထို့သို့ဖြစ်တိုင်းနေ့ရက်နဲ့အချိန်ကိုမှတ်သားထားပါကလာပြည့်နဲ့လောက်ွယ်နေများတာဖြစ်တယ်။အချိန်ကာလဒီကညနေနေဝင်ရီတရောအချိန်ကာလပဲဖြစ်တယ်။ဘယ်တိုက်ဆက်ကလာတာလဲလို့မေးလိုက်တိုင်းဖျားတိုက်ကလာတာပါလို့သာဖြေတယ်။ရင်သူစားရဲ့ဘဝဟောင်းကရောက်လာတဲ့ကိုကြီးတီဟာဆိုသူမှလည်းကြောက်ကတိန်ကုန်းဖျားတိုက်ကလာတယ်လို့ဆိုတယ်။အဲ့ဒီကြောက်ကတိန်ကုန်းဖျားတိုက်ကဘယ်မှာရှိသလဲလို့မေးတဲ့အခါစက်တိုင်ဖျားမှာရှိတယ်လို့ပြောပါတယ်။စက်တိုင်ဖျားဆိုတာကပြည်မြုံနယ်အထွက်3-4မိုင်အကွာလောက်မှာရှိတဲ့တေခိတ္တရာမြို့ဟောင်းကမော်စာရွာပြင်မှာရှိတဲ့ဒုတဘောင်မင်းတည်ထားခဲ့တဲ့စက်တိုင်ဖျားပင်ဖြစ်တယ်။အဲ့ဒီနေရာမှာကြောက်ကတိန်ကုန်းဘုန်းကြီးကျောင်းတစ်ကျောင်းလည်းရှိတယ်။အဲ့ဒီကြောက်ကတိန်ကုန်းဘုန်းကြီးကျောင်းရဲ့အနောက်ဘက်တိတ်မကွာလာတဲ့နေရာမှာဖျားပြက်3စုရှိတယ်။ကျွန်ုပ်လည်းအဲ့ဒီနေရာကိုရောက်ခဲ့ပူပါတယ်။ရောက်ခဲ့စဉ်ကအမှတ်တရဓာတ်ပုံရိုက်ခဲ့လို့အဲ့ဒီဓာတ်ပုံကိုတနေ့ယူလာပြီးရင်သူစားအားပြသလိုက်မိတယ်။ထို့အခါကာယကံရှင်ဖြစ်သူတိုက်ဆက်ရှင်ရင်သူစားမှာဖျားပုံကိုကြည့်ရင်ရှိုက်ကြီးတငင်ငိုနေပါတော့တယ်။ပြီးမှသူမထိုနေရာထိုဒေသများသို့ဖြတ်တန်းခဲ့ပုံများကျင်လည်ခဲ့ပုံများနဲ့သူမမှာမောင်ကြီးတီဟာနဲ့သူမရဲ့မောင်ငယ်တန်တုကဆိုတဲ့မောင်နှစ်ယောက်ကျန်ခဲ့ကြောင်းပြောပြတယ်။ခုလိုလာပြီးလာကွယ်ညနေစည်းစာနေဝင်ရီတရောမှာအမြဲလာရောက်သူမှာသူမရဲ့မောင်နှမ3ယောက်ထဲကအကိုကြီးတီဟာဆိုတဲ့တယောက်ဖြစ်ပြီးတိုက်ထဲမှာကျန်ခဲ့တဲ့မောင်ငယ်တန်တုကမှာမူအလွန်အေးဆေးပြီးမောင်ကြီးတီဟာလောက်ဒေါသမကြီးကြောင်းစရာတွေကိုရင်သူစားမကျွန်ုပ်ကိုဖြစ်ချောင်းကုံစင်ပြောပြရှာတယ်။သူတို့မောင်နှမ3ယောက်ကိုအုပ်ချုပ်သူမှာဘဘမင်းဆိုသူတိုက်ချုပ်ဘိုးဘိုးကြီးဖြစ်ပါတယ်။တိုက်တို့မြည်ဒီမှာပထမအရွယ်မှဒုတိယအရွယ်ဘဝအထွေထွေပြောင်းလဲတော်လဲသူတို့မှာတိုက်ကိုပြန်ချိန်တန်၍မပြန်မှာကအကြောင်းမျိုးမျိုးနှောက်ယှက်ကသတိလာပေးလေးရှိတယ်။မရင်သူစားကမူဘယ်နည်းနဲ့မှတိုက်တို့မပြန်ကျင်သေးပေ။ဒီလူပြည်မှာသာသနာပြုလုပ်ငန်းများပြုလုပ်လို့ရတယ်။တိုက်ဆောင်ဥစ္စာဆောင်ဘဝမှာမိမိကိုယ်တိုင်ကိုကြဒါနသီလဘာဝနာတွေကိုအစွမ်းကုန်ပြုလုပ်၍မရပေ။ဒါပြင်တိုက်ထဲတွင်နေရသည်မှာဘလို့မှမလွတ်လပ်ပြန်တိုက်စည်းကမ်းအရာအချိန်နာရီနဲ့တွာလာနေကြရတယ်။တမတ်ချိန်နာရီကြော်သွားပါကအဖြစ်ပေးခြင်းခံရတယ်။ရင်သူစားရဲ့ဘဝဟောင်းကတိုက်နမယ်မှာစုနန်းတက်လျာဖြစ်တယ်။အဲ့ဒီနမယ်ကိုဘဘမင်းဆိုသူကပေးထားခြင်းဖြစ်တယ်။ခုတော့သူမရဲ့အကူရောက်လာခဲ့ပြီညီမစုနန်းလူဘဝမှာနေရတာတော်တော့ပါပြီလို့လာပြောတာဘဘမင်းဆိုသူကအခေါ်လွတ်လိုက်လို့အကိုတော်မရောက်လာရတာပါလို့
ရင်သူစာမှသူ့ရဲ့အဖေနဲ့အမေကိုပြောပြပါတယ်။ရင်သူစာဖျားအတွက်လှူခြင်းလို့ဆို၍ထီများထိုးခဲ့ရမှာလဲခုခေတ်စားနေတဲ့ထီများမကြာခဏပေါက်ပူးပါတယ်။ရင်သူစာထီပေါက်၍ရသမျှငွေအားလုံးကိုဖျားကိုလှူဒန်းပစ်လိုက်တယ်။ရင်သူစာကိုတိုက်ထဲမှာဘိုးဘိုးဘဘမင်းတို့ကအမြဲတမ်းမှားထားတာကတိုက်ဆရာများနဲ့လုံးဝအဆက်အသွယ်မလုပ်ရဘူးလို့မှားထားတယ်။တိုက်ဆရာနဲ့အဆက်အသွယ်လုပ်မည်ဆိုပါကရင်သူစာရဲ့အသက်ကိုသူတို့ချက်ချင်းဆိုသလိုနှုတ်ယူသွားမယ်လို့ပြောထားတော့ရင်သူစာရဲ့လက်ရှိမိဘနှစ်ပါးမှလည်းတိုက်ဆရာများနဲ့လုံးဝအဆက်အသွယ်မလုပ်ဘဲရင်သူစာကိုဒီအတိုင်းပဲဂီယူတစိုက်ကြည့်ထားကြခြင်းဖြစ်တယ်။ရင်သူစာကလည်းတိုက်ဆရာတွေကိုအသေးကြောက်တယ်။ဖျားတိုက်ထဲကပစ္စည်းတွေကိုလည်းရင်သူစာတို့ကနောင်ဖျားတဆူပွင့်တဲ့အထိကာကွယ်စောင့်ရှောက်ထားရတာပါလို့ပြောရှာပါတယ်။တိုက်ထဲမှာကြံခဲ့တဲ့အကူဖြစ်သူတီးဟာမှလည်းညီမတော်ဆူနန်းတယောက်လူဘဝမှာတိုက်ဆရာများနဲ့တိုင်ပင်ကတိုက်ကျိုးဖြတ်တာတို့တိုက်တူးဖော်တာတို့လုပ်မှာကိုအတော်ပင်စိုးရိမ်နေပုံရတယ်။ဒါကြောင့်လေသူ့ညီမဆူနန်းကိုအခုလိုမျိုးလာရောက်ပြီးခဏခဏသတိပေးနေခြင်းပင်ဖြစ်တယ်။ယခုညနေဒီကတစောင်းမုံလာပြည့်နေ့နေဝင်ရီတရောအချိန်ဖြစ်ပါတယ်။ဒါကြောင့်မင်းတိုက်ကမောင်ကြီးတီဟာရောက်လာမှကိုရင်သူစာပြောပြပြီးဖျားလိုက်ကလေးကိုခင်းနေကြအတိုင်းဖြန့်ကခင်းချင်းပြီးစောင့်မျှော်နေကြ။လူအများမမြင်မဲနဲ့ဝုန်းဆိုတဲ့အတန်နဲ့အတူအတန်ကိုချားလိုက်ရတယ်။တင်ပြူးဖျားလေးပေါ်ကိုဝုန်းကနေဆိုသလိုကြားရောက်လာတဲ့အတန်မှာတောင်ဝင်းတစ်ချောင်းနဲ့တိုက်ဘိုးတော်ကြီးတိုက်ချုပ်ဘိုးဘိုးဘဘမင်းဆိုသူဖြစ်တယ်။တိုက်ချုပ်ဘိုးတော်ကြီးရဲ့တောင်ဝင်းကိုသာရင်သူစာရဲ့အိမ်သူအိမ်သားများနဲ့ကြီးနေတဲ့ကျွန်ုပ်တို့မြင်သာအောင်ပြခြင်းဖြစ်ပြီးကျန်တဲ့ခန္ဓာကိုယ်အစိတ်ပိုင်းကမူရင်သူစာတယောက်တည်းသာမြင်နေရပါတယ်။ရင်သူစာကအံ့ဩဟန်ဖြင့်ဘဘမင်းကိုယ်တိုင်ကြွချီလာတယ်။အဲ့လိုသာပြောနေရှာပါတယ်။ပြီးမှရင်သူစာခေါင်းကုန်းကငြိမ်သက်နေပြီးရှိုက်တန်တချို့ကြားနေရပါတယ်။သမီးတော်အခုချိန်မှာတော့လိုက်လို့မဖြစ်သေးဘူးဘဘမင်းရဲ့အချိန်2နှစ်3နှစ်လောက်ပေးလို့မရဘူးလားဟင်ဘဘမင်းသမီးကိုမခေါ်ပါနဲ့အောင်နော်ဒီလူပြည်မှာသာသနာပြုကျင်သေးတယ်။အဲ့လိုပြောပြီးငိုယိုနေတဲ့ရင်သူစာမှာမောနေပုံရတယ်။တစ်ဖက်မှာလည်းမြည်သည့်အကြောင်းစုံကိုညွှန်ကြားနေတာကိုတော့မသိပေ။ရင်သူစာထံမှာဟုတ်ကဲ့ပြောလိုက်ဒါကတော့မဟုတ်ပါဘူးဘဘမင်းလို့ပြောလိုက်တောင်းပန်လိုက်နဲ့အချိန်လဲပေါင်စပြိုးလာတဲ့အခါမှာတော့ရင်သူစာမှာထိုင်လျက်ငိုနေတဲ့အနေအထားထိုးမတဆင့်လက်အုပ်ကလေးချီကလဲကျသွားပါတော့တယ်အဲ့လိုဖြစ်တဲ့အချိန်မှာတောင်ဝင်းဟာလူများမျက်စိအောက်မြင်ကွင်းကနေပျောက်ချင်းမလားပျောက်ကွယ်သွားပါတော့တယ်အချိန်နည်းရက်တို့ကိုကြည့်လိုက်တဲ့အခါလပြည့်နေ့ညနေစီးစာအချိန်ပင်ဖြစ်တယ်ဘဘမင်းထိုင်သွားတဲ့နေရာထိုင်ခင်းတင်ဖြူးဖြာပေါ်ကိုကျွန်ုပ်လည်းထိုင်ချလိုက်တဲ့အခါလူတစ်ယောက်ထိုင်သွားကစားအတိုင်းပူနွေးနွေးအငွေ့အသက်ကြံရိတ်ခဲ့ကြောင်းကိုကျွန်ုပ်သတိထားမိလိုက်တယ်ရင်သူစားကိုတော့လုံနေကြအတိုင်းဆွေမျိုးညီကိုမောင်နှမများကဟဲ့ရှူစေးရက်ခတ်ပေးပါဦးဆရာတော်ရဲ့ရေမန်းယူလာခဲ့အဲ့လိုအော်သူအော်ပြောသူပြောနေဟောတတိယလာပြီလို့ပြောသူပြောနေတဲ့အတန်တို့နဲ့စူညံစွာဖြင့်ပင်ထုံးစံအတိုင်းလပြည့်လကွယ်ညနေစီးစာချင်းရောက်တိုင်းရင်သူစားတို့အိမ်ကကြားနေကြအတန်ပလန်များပင်ဖြစ်ပါတော့တယ်ကျွန်ုပ်လည်းဒီကိစ္စကိုတော့ဘယ်အလွတ်ခံနိုင်မလဲမေးကိုမေးရမယ်အမိအယကိုမေးရမယ်ဒါမှသာဒီလိုမျိုးဖြစ်တတ်တဲ့တိုက်တွေရှိချောင်းကိုအများသူငါကိုပြန်လည်ပြောပြနိုင်မှာဖြစ်တယ်ရင်သူစားလိုဖြစ်ရက်ကလည်းတိုက်ဆက်တရားမှာတယောက်တောင်ကြုံတော့ကြုံခဲ့ဖြစ်ရမဟုတ်ပါလားကျွန်ုပ်လည်းတတိယလာပြီဖြစ်တဲ့ရင်သူစားရဲ့အနာကိုဖြင်းချင်းစွာကတ်သွားပြီးတိလိုတဲ့အကြောင်းတစုံတရာကိုစတင်မေးလိုက်တဲ့အခါမှာတော့ရင်သူစားမှာခေါင်းလေးနှိပ်ပြရှာတယ်ပြီးမှအချိန်ကာလတို့ဟာသူမဘဝမှာအနှဲငယ်လောက်မှမကြံတော့ပါကြောင်းရှင်းပြတယ်ဒီတစောင်းမုံလာပြည့်နေ့နောက်နေ့ဒီအချိန်ဒါမှမဟုတ်လာပြည့်နေ့နနက်စောစောမှာသူမတိုင်နှန်းသို့ပြန်ရမယ်လို့တိတိကျကျပြောပြတယ်ဘဘမင်းဆိုသူရဲ့တောင်ဝင်းကိုမြင်လိုက်ရတဲ့အကြောင်းကိုကျွန်ုပ်ကရင်သူစားကိုပြောပြလိုက်တဲ့အခါမှာသူမကဟုတ်တယ်ဘဘမင်းကပြောသွားတယ်သူတကယ်ပြတာဖြစ်ကြောင်းအားလုံးကိုမြင်အောင်သူ့ရဲ့တောင်ဝင်းကိုသာပြတာဖြစ်ကြောင်းပြောပြသွားတယ်လို့ဆိုပါတယ်ကျွန်ုပ်လည်းတိုက်ချုပ်ကြီးဘဘမင်းရဲ့တောင်ဝင်းကိုကြည့်လိုက်တဲ့အခါမှာတစ်ကနတ်သားနဲ့ပြုတ်လုထားတဲ့တောင်ဝင်းဖြစ်ပြီးတောင်ဝင်းမှာပြောင်လန့်နေကြောင်းတွေ့လိုက်ရတယ်အဲ့နောက်ရင်သူစားအတွက်အဓိကမှားတာကတော့တိုက်စီယာဘိုးတော်ဆိုသူများနဲ့တကွတိုက်ကျိုးဖြတ်မြက်သူများမလာရအောင်ရင်သူစားမှာထိုသူတို့ကိုလုံးဝမိမိတို့ရဲ့တိုက်ထဲကပစ္စည်းမှန်သမျှကိုပြောမပြဖို့ဂရိတောင်းနေတယ်ရင်သူစားကလည်းဂရိတွေထပ်၍ပေးနေတော့လေဘဘမင်းဆိုသူတိုက်ချုပ်ဘိုးဘိုးကြီးကမယုံမကြည်ဖြစ်လျက်ရှိကြောင်းကျွန်ုပ်ကိုပြောပြရှာပါတယ်ဘဘမင်းဆိုတဲ့တိုက်ချုပ်ဘိုးဘိုးကဒီတော့တောင်ကြောက်နေရတဲ့ဒီတိုက်စီယာတိုက်တူးမဲ့သူများနဲ့တိုက်ဆက်ဖြတ်မဲ့သူများဟာတကယ်ပဲတိုက်တူးနိုင်ကြလို့လားဒါမှမဟုတ်တိုက်ဆက်အထုံရှိတဲ့သူကိုတကယ်ပဲဖြတ်နိုင်လို့လားစဉ်းစားစရာကြီးဖြစ်နေတော့တယ်လူလောကမှာတ
တကယ်အမှန်ကန်အဘပုဂ္ဂိုလ်နဲ့သီလသမာဓိနဲ့ပြည့်စုံတဲ့တိုက်ဆရာနဲ့တိုက်အဆက်ဖြတ်ပေးရသူတွေလည်းရှိတယ်ဆိုတဲ့အကြောင်းကိုဘဘမင်းဆိုတဲ့တိုက်ချုပ်ဘိုးဘိုးကြီးကိုပြောပြခြင်းမိတယ်။တနေ့ဆိုတဲ့အချိန်ကာလတို့ဟာညီတို့မှမကြလိုက်ပါ။ရင်သူစားဂရိပေးထားတဲ့အချိန်ဖြစ်တဲ့တစောင်းမုန်းလာရောက်ဖို့2 လအလိုမှာတော့ထူးထူးဆန်းဆန်းများတွေ့ရပါပြီ။ရင်သူစားဟာတစ်နှစ်လုံးကုသိုလ်ကောင်းမှုနဲ့သာမွေ့လျော်နေတယ်။ဒါ့အပြင်ဥပုသ်သတင်းသီလစောင့်တည်ခဲ့သည်မှာဝါရင်းကာလ3 လပင်စောင့်တည်ခဲ့တယ်။သူမဟာမကြခင်တိုက်ကပြန်ခေါ်၍လိုက်သွားရမှာဖြစ်တယ်။သူမရဲ့မိဘများနဲ့မောင်နှမများကတိုးတိုးတိတ်တိတ်တိုက်ဖြတ်เสียများနဲ့တက်တန်းတိုးလိုလာတယ်။သို့တော့သူမကလုံးဝမပြုတ်လို့ပါနဲ့လို့ဆိုထားတာကြောင့်ဘယ်သူမှမလုပ်ရဲကြ။သူမလည်းကျွန်ုပ်သူမရဲ့အိမ်ကိုအလဲရောက်တိုင်းခဏခဏနှုတ်ဆက်စကားဆိုနေပြန်တယ်။ကျွန်ုပ်ကလည်းလူတစ်ယောက်ဒီဘဝကနေအခြားဘဝကိုရောက်ရမယ့်အဖြစ်ဆိုတော့မယုံတဝက်ယုံတဝက်နဲ့စောင့်ကြည့်နေရမယ့်အဖြစ်ပေကိုစောင့်ကြည့်ရအောင်ပါပေါ့။ရင်သူစားရဲ့ဘဝအချိန်ကာလဒီက2 လပဲလိုတော့လေတယ်။တစောင်းမုန်းလာပြီးနေ့တွင်ကြောက်ကတင်ကုန်းတိုင်နှန်းသို့ပြန်တော့မယ်။ကာယကံရှင်ရင်သူစားနဲ့ရင်သူစားတို့မိသားစုလုံးစိုးရင်စွာဖြင့်ဝိုင်း၍ကြည့်ရှုနေကြတယ်။တိုင်နှန်းသို့ပြန်ရမယ့်ရင်သူစားကိုဘယ်အချိန်မှဘာဖြစ်မလဲဆိုတာကိုစောင့်ကြည့်နေကြတယ်။ရင်သူစားတို့စီလာရောက်ခေါ်မဲ့သူမှာကြောက်ကတင်ကုန်းတိုင်မှတိုက်ချုပ်ဘိုးဘိုးကြီးဘဘမင်းမင်းဖြစ်မိလော။ဒါမှမဟုတ်ရင်သူစားနဲ့တိုက်ဘွားကအကူတော်သူကိုကြီးတီဟာဆိုတဲ့တိုက်ဆက်အကူတော်ရင်ဖြစ်မိလောဟု၍သာစောင့်ကြည့်နေရရှာတဲ့အိမ်သူအိမ်သားအများစုမှာလာပြေကျော်မရောက်ခင်ရင်မော၍သာနေကြရတယ်။ရင်သူစားကတော့ဘာမှမဖြစ်သလိုနေတယ်။ဆုံးဖြတ်ချက်တစ်ခုကိုဆုံးဖြတ်ပြီးပြီလားမပြောတတ်ပြီ။တနေ့သောအခါတိုက်ကျိုးဖြတ်ပြီးမဲ့ပဲခူးမြို့ဖျားကြီးကြီးရွာကဘိုးတော်တစ်ပါးရောက်ရှိလာခဲ့ရာထိုပုဂ္ဂိုလ်မှရင်သူစားကိုရှေ့မှထိုင်ခိုင်းပြီးရင်သူစားရဲ့တိုက်ဆက်ဘိုးဘိုးနဲ့အာယုံယူနေတဲ့တိုက်ကျိုးဖြတ်ပြီးမဲ့ဘိုးတော်တို့စိတ်ချင်းအဆက်အသွယ်လုပ်နေတယ်လို့ဆိုတယ်။ထိုဘဘမင်းဆိုသူကတိုက်ဆက်ကိုဖြတ်ပြီးမဲ့ဘိုးတော်အားရင်သူစားနဲ့သူတို့ကိုတိုက်ကျိုးဖြတ်မပေးရန်တောင်းပန်စကားဆိုခဲ့တယ်။ထိုတောင်းပန်စကားမှာသူ့ကိုဘလို့မှလူဘဝမှာဆက်ထားလို့မရကြောင်းနဲ့တိုက်တွင်ရှိတဲ့ဥစ္စာပစ္စည်းများမှာရင်သူစားရှိမှဖြစ်မဲ့ပစ္စည်းတချို့ရှိကြောင်းထိုပစ္စည်းမှာပြည်တံဗရမ ्या ဆိုတဲ့ညီရဲဆိုရွှဲပြီးအလင်းတွေဖြာထွက်နေတဲ့ဗရမ ्या ပင်ဖြစ်ကြောင်းနဲ့၎င်းကိုကိုင်ဆောင်ခွင့်ကိုရင်သူစားမှရရှိထားတဲ့အတွက်၎င်းမှာတာဝန်ရှိကြောင်းတိုက်ဆက်ကိုဖျက်၍မပေးပါရန်၎င်းတို့ဘက်မှတောင်းပန်ခဲ့တယ်။တိုက်ဆက်ဖျက်ပေးရမယ့်ဘိုးတော်ကလည်းပြန်လဲတောင်းပန်၍သူ့အားသူမရဲ့မိသားစုကနောက်ထပ်တက်တန်း3 နှစ်ကိုဆက်လက်၍တိုးပေးရန်တောင်းဆိုတာကြောင့်သူ့မှာထို့သို့လုပ်ပေးရတာဖြစ်ကြောင်းတောင်းဆိုပြန်တယ်။သို့တော့တိုက်ချုပ်ဘိုးတော်ကြီးဘဘမင်းကလုံးဝခွင့်မပေးချင်မဖြစ်ဘူးလို့သာပြောနေတယ်။အဲ့နောက်တွင်တိုက်ချုပ်ဘိုးဘိုးကြီးဘဘမင်းနဲ့တိုက်ကျိုးဖြတ်မဲ့ဘိုးတော်တို့တယောက်နဲ့တယောက်ဂရိကိုးများပြုကြပြီးသူနိုင်ကိုနိုင်ပြန်ကြမယ်လို့ဆိုကြပြန်ရာသဘောတူညီမှုရပြီးကျိုးတစ်ချောင်းကိုယူ၍တိုင်တိုင်ကြားတွင်ချီနှောင်ထားတယ်။ထိုကျိုးတစ်ချောင်းကိုပြုတ်လို့သူမှာတိုက်ဘိုးတော်ဘဘမင်းမှပြုတ်လို့ခြင်းမဟုတ်ပဲလူပုဂ္ဂိုလ်ဖြစ်တဲ့တိုက်ဆက်ဖြတ်မဲ့ဘိုးတော်မှပြုတ်လို့ခြင်းဖြစ်တယ်။ကျိုးမှာတော်တော်ခိုင်ခန့်နဲ့နိုင်လွန်နဲ့ပလတ်စတစ်ကိုရောဆက်ပြီးပြုတ်လို့ထားတဲ့နှစ်ထပ်လိန်ကျိုးဖြစ်တယ်။လုံးဝမပြတ်နိုင်ပါတော်ယုံနဲ့မပြတ်နိုင်တဲ့ကျိုးတစ်ချောင်းဖြစ်တယ်။သတ်မှတ်ထားတဲ့အချိန်ကအချိန်10 မိနစ်အတွင်းမှာထိုကျိုးမှာ2 ပိုင်းသို့မဟုတ်3 ပိုင်းပြတ်တောက်သွားပါကတိုက်ချုပ်ဘက်ကအနိုင်ရရှိမှာဖြစ်ပြီးရင်သူစားကိုတိုက်ကပြန်ခေါ်သွားမယ်လို့ကတိပြုကြတယ်။10 မိနစ်အချိန်မှာကျိုးမဖြတ်နိုင်ပါကလူပုဂ္ဂိုလ်ဖြစ်တဲ့တိုက်ဆက်ဖြတ်ပြီးမဲ့ပဲခူးဘိုးတော်မှနိုင်မှာဖြစ်တယ်။အဲ့နောက်၎င်းတို့လည်းအတူတကွလာပြည့်နေ့မတိုင်ခင်တရက်အလိုမှာပြန်ကြပါပြီ။10 မိနစ်အချိန်ဖြင့်စတင်ခဲ့ရာတိုက်ကျိုးမှာ10 မိနစ်မပြည့်ခင်မှာပဲအလိုလိုနေဘယ်သူမှဘာမှမလုပ်ရပါပဲအပိုင်းပိုင်းပြတ်၍သွားပါတော့တယ်။အဲ့ဒီအချိန်မှာလူကိုမတွေ့ရပဲရီတန်နဲ့အတူအောင်ပွဲခံတဲ့အင်မတန်မှတာယာလှတဲ့ခေါင်းလုံးတန်ကိုကြားလိုက်ရတယ်။ထိုတာယာလှတဲ့ခေါင်းလုံးတန်မှာလူပြည်မှာအမြဲတီးတဲ့ခေါင်းလုံးထိုးတန်နဲ့မတူပဲတော်တော်ကိုတာယာနာပြောပွဲရှိပြီးထိုခေါင်းလုံးတန်ရဲ့အတန်မျိုးကိုလူဘဝမှာဘယ်သူမှမကြားဘူးကြီး။တကယ်တော့တိုက်ချုပ်ဘိုးတော်ကြီးဘဘမင်းရဲ့အောင်ပွဲရခေါင်းလုံးတန်ပင်ဖြစ်ပါတော့တယ်။ပဲခူးဘိုးတော်မှာမူသူရှုံးသွားပြီလို့အိမ်သားများကိုလှည့်၍ပြောလိုက်တယ်။သူမကိုမိမိတို့လူဘဝဘက်မှလက်လွတ်၍တိုင်နှန်းတို့သာပြန်ခွင့်ပေးရတော့မယ်ဟု၍သာပြောကြပြီးပဲခူးဘိုးတော်မှာနောက်ကျောင်းသို့ပြန်လှည့်၍ပြန်သွားပါတော့တယ်။ရင်သူစားမမူထိုင်နေနဲ့ပင်ခေါင်းလုံးတန်ကြားကလေးကမြည်သည့်စကားမှပင်မပြောနိုင်ပဲလဲ၍ကျသွားကမေ့မျော၍သွားခဲ့တော့တယ်။ရင်သူစားကိုအိမ်သူအိမ်သားများကထိုမေ့မျောနေတဲ့အတိုင်းပင်ထားလိုက်ကြပါတော့တယ်။ဘသူမှမတတ်နိုင်တဲ့ကိစ္စဘသူမှလည်းမကယ်နိုင်ကြပေ။လာပြည့်နေ့ညနေစီးစာအချိန်ရောက်လာတဲ့အခါမှာတော့ရင်သူစားတို့တအိမ်လုံးလှုပ်ခါသွားသလိုအားလုံးခံစားလိုက်ရတယ်
အိမ်နောက်အရက်လေးမျက်နှာကအမွှေးနံ့တာတို့ဟာမွှေးပြန့်တင်းထုံလျက်ရှိနေကြတယ်။အားလုံးကအမွှေးနံ့တာကိုရှူရှိုက်ကြည့်ရင်မေမျောနေတဲ့ရင်သူစကိုတစ်ချက်လှမ်းကြည့်လိုက်ရာ၎င်းသားတွင်ဖြူဖြူအရိပ်တရံတစ်ခုကိုမြင်လိုက်ရတယ်။တစ်ချိန်တည်းမှာမနေ့ကကြားလိုက်ရတဲ့ခေါင်းလုံးတန်ကိုမြည်သည့်နေရာကပေါ်လာပြီးမြည်သူတီးသည်မသိခေါင်းလုံးထိုးသူမရှိပါပဲတာယာနာပြောဝဲကြားလိုက်ရပြန်တယ်။ထိုချိန်မှာခေါင်းလုံးတန်ကြောင့်ရင်သူစကိုအားလုံးစိုးရိမ်တကြီးစိုက်ကြည့်နေချိန်မှာရင်သူစားရဲ့ခန္ဓာကိုယ်မှာအနှဲငယ်လှုပ်ရှားလာပြီးနှုတ်မှလိုက်ခဲ့ပါပြီကိုကြီးတီဟာရဲ့ညီမလေးစူနန်းတက်လျာလိုက်ခဲ့ပါပြီလို့ပြောရင်ရင်သူစားမှငြိမ်သက်၍လူဘဝမိသားစုထဲမှာတိုင်နှန်းမိသားစုများရှိရာသို့ပြန်သွားပါတော့တယ်။အနားမှာထိုင်ကြည့်နေတဲ့ကျွန်ုပ်မှာတခုတည်းသောစိတ်ကူးတစ်ခုကိုရလိုက်တယ်။ငါသွားမှကိုဖြစ်မယ်။အဲ့မှော်စာမျိုးကကြောက်ကတိမ်ကုန်းကိုသွားမှဖြစ်မယ်လို့သာဆုံးဖြတ်ချက်ချထားလိုက်ပါတယ်။ကိစ္စများပြီး၍တလလောက်ကြာတဲ့အချိန်ကျွန်ုပ်လည်းကြောက်ကတိမ်ကုန်းတိုက်သို့ရောက်ရှိသွားရာအင်မတန်မှထူးဆန်းမှုတွေနဲ့ကြုံတွေ့လိုက်ရပါတယ်။ထိုကြောက်ကတိမ်ကုန်းကျောင်းမှာဆရာတော်မနေပြီးကျွန်ုပ်အားတိုက်နဲ့ပတ်သက်၍ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တဲ့အခါမှာတော့ကြောက်ကတိမ်ကုန်းဆရာတော်မှာမှော်စာရွာသားစစ်စစ်ဖြစ်ပြီးဆရာတော်ရဲ့ဘိုးဘွားစင်ဆက်ကကြောက်ကတိမ်ကုန်းကျောင်းတိုက်ကဆရာတော်ကြီးများဖြစ်ခဲ့ကြတယ်။ဒါကြောင့်လဲဆရာတော်ကငယ်စဉ်ကလေးဘဝတွေကပင်ထိုကျောင်းမှာဘာကြီးဆရာတော်များရဲ့လက်ထဲမှာကြီးပြင်းလာခဲ့ခြင်းဖြစ်တဲ့အလျောက်ကျောင်းရဲ့အစဉ်အဆက်သမိုင်းကြောင်းကိုသိထားသူပင်ဖြစ်တယ်။ရင်သူစာတို့မောင်နှမတိုက်ရှိတယ်ဆိုခြင်းကြောင့်ကျွန်ုပ်လည်းထိုကြောက်ကတိမ်ကုန်းတိုက်သို့ဒုတိယအကြိမ်ရောက်ရှိသွားပြန်ပါတယ်။ကျွန်ုပ်ထိုကျောင်းကိုရောက်တဲ့အခါမှာအမွှေးနံ့တာတစ်ခုကိုရှူရှိုက်မိတယ်။ကျွန်ုပ်ရဲ့မိတ်ဆွေနှစ်ဦးနဲ့အတူသွားချင်းဖြစ်သဖြင့်၎င်းတို့လည်းအနံ့တစ်ခုခုရရှိကြောင်းကိုကျွန်ုပ်ကိုပြောပြတယ်။သူတို့လည်းတစ်ခုခုထူးဆန်းနေတယ်လို့မျိုးခံစားရတယ်လို့ဆိုတယ်။ဒီဖြစ်ရကပထမဆုံးကျောင်းဝင်းထဲကိုဝင်လာခြင်းမှာဖြစ်တဲ့ဖြစ်ရဖြစ်တယ်။အဲ့ဒီကြောက်ကတိမ်ကုန်းကျောင်းမှာပထမဆုံးကျောင်းထိုင်တဲ့ဆရာတော်ရဲ့ရေတွင်းဟောင်းတွင်းရှိတယ်။ထိုရေတွင်းထဲမှာနေပြီးစကားပြောတဲ့တက်တက်လေးကိုကြားလိုက်ရတယ်။ဘယ်သူမှလည်းအနားမှာမရှိပါဘဲနဲ့ကြားလိုက်ရခြင်းဖြစ်တယ်။ကျွန်ုပ်လည်းရေတွင်းဟောင်းကြီးအနားမှာတယောက်တည်းရှိနေခြင်းဖြစ်တယ်။မိတ်ဆွေနှစ်ဦးကတိမ်ကုန်းကျောင်းပေါ်မှာဆရာတော်ဦးဝိမလနဲ့စကားပြောနေတယ်။ဆရာတော်ကကျွန်ုပ်ကိုကျောင်းပေါ်တက်လာဖို့လှမ်းခေါ်လိုက်တဲ့အချိန်မှာကျွန်ုပ်ရဲ့လက်ကိုတစုံတစ်ယောက်ကလှမ်းပြီးပုတ်လိုက်တယ်လို့ခံစားလိုက်ရတယ်။ကျွန်ုပ်လည်းကျောင်းပေါ်ကိုတက်မဲ့လှေကားကနေရင်သူစားကြီးငါ့ကိုတော့မနှောက်ယှက်ပါနဲ့စောင့်ရှောက်ပါနော်။နင်းအတွက်အလှလာလို့တာပါလို့ပြောလိုက်တဲ့အခါမှာတိုက်ချုပ်ဘိုးဘိုးကြီးဘဝမင်းကြွလာခဲ့စဉ်ကအတိုင်းအမွှေးနဲ့တစ်ခုရလိုက်ပါတော့တယ်။ကျောင်းပေါ်ကိုတက်လိုက်တဲ့အခါဖုံဖုံဖေဒီမှာတိုင်နှန်းရှိတယ်ဆိုတာအမှန်ပဲလားဖေ။အဲ့လိုမေးလိုက်တဲ့အခါတကားလေးရဲ့ရှိတာပေါ့။တိုက်မကြီးကြီးကျယ်ကျယ်တိုက်တစ်ခုပါပဲတကားလေး။ဒီမော်စာရွာဟာအရင်ကအဓိပတိတေခိတ္တရာမြို့ဝန်းတစ်ခုဖြစ်ခဲ့ဘူးတယ်လေ။အထင်ကြီးရတွေရှိတာပေါ့လို့ဆရာတော်မမိန့်တော်မူပါတယ်။ကျွန်ုပ်ကဒါဆိုထူးထူးခြားခြားတွေကဆရာတော်မတွေ့ဘူးလားဖေ။ထူးထူးခြားခြားတွေတော့တွေ့ရတာပေါ့ကွယ်။အတန်တွေကြားတယ်။နောက်ပြီးအမွှေးနံ့တာတွေလည်းရတယ်။သူတို့ရှိကြောင်းလည်းပြတတ်တယ်။ဒီနေ့ဘုန်းကြီးရဲ့ဘာကြီးဆရာတော်လက်ထက်မှာပေါ့။ဖုံဖုံကကလေးဘဝပဲရှိသေးတာပေါ့။အဲ့ဒီအချိန်မှာမိန်းကလေးတစ်ယောက်နဲ့ယောက်ျားလေးနှစ်ယောက်ကျောင်းပေါ်ကိုရောက်လာတယ်။အဲ့ဒီတော့ကဖုံဖုံကကလေးဆိုတော့ကျောင်းအောက်မှာဖန်လုံးလိန်တန်းကစားနေတယ်။ကျောင်းအိတ်ကျောင်းစားတွေနဲ့ပေါ့။အဲ့လိုပြောပြီးခဏရက်ကတန်မက်ခွက်ဟောင်းထဲမှာရင်နွေးချမ်းခါခါတစ်ခွက်ကိုတောက်နေပါတော့တယ်။ပြီးမှအဲ့ဒီမိန်းကလေးရဲ့လက်ထဲမှာပန်းမျိုးစုံကင်လာပြီးယောက်ျားလေးနှစ်ယောက်ကတော့တင်ကန်းစုံစီကင်လာပြီးကျောင်းပေါ်ကိုတက်သွားတာကိုမြင်လိုက်ရတယ်။ဖုံဖုံကကျောင်းနိုင်ဆရာတော်ကြီးရဲ့ညီမဝမ်းကွဲရဲ့သားဆိုတော့ဆရာတော်ရဲ့တူတော်တာပေါ့။ဆရာတော်ကဖုံဖုံတို့လိုပဲငယ်ဖြူကွ။ဒါနဲ့ကျောင်းအောက်ကကျောင်းသားတစ်ယောက်လာစမ်းဆိုတော့မောင်မြဆိုတဲ့ကျောင်းသားကကျောင်းပေါ်ကိုပြေးတက်သွားတာဖုံဖုံမှတ်မိသေးတယ်။ဆရာတော်ကပန်းတွေကိုဖျားကပ်ဖို့မောင်မြကိုလှမ်းပြောလိုက်တယ်။အဲ့ဒီအချိန်မှာဆရာတော်ကဟဲ့ဧည့်သည်တွေကိုရင်နှွေးချမ်းချပေးအောင်လို့ပြောလဲပြောဖုံဖုံကတစ်ဆက်တည်းဒကမာလေးတို့မောင်နှမတွေကဘယ်မှာနေကြတာလုံးလို့မေးလိုက်တဲ့အခါမှာတော့ဖုံဖုံဖေကျောင်းရဲ့အနီးတစ်ဝိုက်မှာနေတာပါဖေနောက်ပြီးတပည့်တော်တို့ကိုအုပ်ချုပ်တာကတော့ဘိုးဘိုးဘဘမင်းကအုပ်ချုပ်ပါတယ်ဖေလို့ပြန်ဖြေကြတယ်အဲ့နောက်အဖေအမေမရှိကြဘူးလားလို့ဆရာတော်ကြီးကမေးရအဖေအမေအတွက်ရည်စူးပြီးဒီသင်္ကန်းလာကတ်တာပါဖေလို့ပြောလိုက်တယ်ဆရာတော်ကဒါဆိုရင်အဖေအမေဆုံးပါသွားတာကောဘယ်လောက်ကြာပြီလဲလို့မေးလိုက်တဲ့အခါမှာမောင်နှမနှစ်ယောက်ထဲမှာအကူဖြစ်သူကအနှစ်300လောက်တော့ရှိတော့မယ်ထင်တယ်ဖေလို့ပြောလိုက်လေတော့ဆရာတော်လည်းမျက်လုံးပြူးပြီးကြည့်လိုက်တဲ့အခါထိုမောင်နှမ3ယောက်မှာဖုန်းကြီးရဲ့မျက်စိအောက်မှာပဲပျောက်ချင်းမလားပျောက်ကွယ်သွားပါတော့တယ်လို့ယခုလက်ရှိဆရာတော်ကြီးဦးဝိမလကသူ့ရဲ့ငယ်စဉ်ကဖြစ်ရတွေကိုမှတ်မိသမျှပြောပြပါတယ်အဲ့ဒီအချိန်ကစပြီးထိုနေရာထိုဒေသမှာတိုက်မောင်နှမများရှိကြောင်းသတင်းကြီးသွားပါတော့တယ်
အဲ့ဒီနာကဗောဓိညောင်မင်းကြီးတီလဲအနှစ်400ကျော်900နီးပါးရှိပြီလို့ပြောကြတယ်ကျွန်ုပ်တီလဲထိုဗောဓိညောင်မင်းကြီးရဲ့အနီးကိုတွားရောက်ပြီးယခုပြုသမျှကုသိုလ်ကောင်းမှုများကိုအမျှပေးဝေလိုက်မိပါတော့တယ်အမျှပေးဝေပြီးတဲ့အခါတင်းထုံလှတဲ့အမွှေးရနက်နဲ့အတူမိမိတို့တွေမှာတာယာနာပြောဝယ်ဖြစ်တဲ့ခေါင်းလုံးတန်ကိုကြားလိုက်ရပါတော့တယ်ကျွန်ုပ်တို့မှာခေါင်းလုံးတန်ကိုနားထောင်ရင်ချက်သိမ်းများအဖုလိုက်ထသွားပါတော့တယ်ပြီးမှကျောင်းထိုင်ဆရာတော်ကြီးဦးမလနဲ့အတူထိုဗောဓိညောင်မင်းကြီးရဲ့ဘေးပတ်ပတ်လင်မှာရေသွန်းလောင်းပြီးရင်သူစားလူဘဝကကျွန်ုပ်အားပေးထားခဲ့တဲ့ပလဲပတိလေးကိုညောင်မင်းရဲ့အောက်ခြေမှာချထားခဲ့ပြီးကျွန်ုပ်တို့တွေလည်းကျောင်းမော်သို့ပြန်လာခဲ့ကြတယ်ခဏကြာမှတော့ထိုနေရာသို့ပြန်လဲသွားရောက်ကြည့်လိုက်တဲ့အခါလူသူအရောက်ပေါက်နေတဲ့ဗောဓိညောင်မင်းကြီးရဲ့အောက်ခြေမှာထားတဲ့ပလဲပတိလေးမှာမြည်သူတဦးတယောက်မှမရှိပါဘဲနဲ့လုံးဝပျောက်ကွယ်သွားခဲ့ပြီးတိုင်တန်းသို့ရောက်ရှိသွားခဲ့တဲ့ရင်သူစားမှာကျွန်ုပ်တို့သူမစီရောက်လာခဲ့တာကိုအဘယ်မျှပျော်ရွှင်ပြီးသူမလူဘဝကကျွန်ုပ်အားမျက်နှိုးစွာပေးခဲ့တဲ့တခုတည်းသောလက်ဆောင်ပလဲပတိလေးကိုသူမရှိရာတိုက်ကိုအရောက်လာပြီးပြန်လဲပေးခဲ့တာကြောင့်သူမသည်လည်းတိုက်ဘဝတွင်ညီမျှဝမ်းသာကြည်နူးနေမှာကိုတော့ကျွန်ုပ်တယောက်တည်းသာသိနိုင်တဲ့အသည့်ဖြင့်ရှင်ပြုံးပျော်ရွှင်စွာမှန်းဆတွေးတောရင်ကြောက်တိမ်ကုန်းမှပြည်မျိုးကြီးစီသို့ပြန်လဲထွက်ခွာလာခဲ့ပါတော့သည်ယခုတင်ဆက်ပေးခဲ့တဲ့ဇလန်းလေးကတော့စာရေးဆရာမှနှင်းပွင့်ပြီးရေးသားထားတဲ့ကြောက်ကတိမ်ကုန်းဖျားမှတိုက်မောင်နှမဆိုတဲ့ဖြစ်ရမှန်ဇလန်းလေးပဲဖြစ်ပါတယ်အားပေးနားဆင်ခဲ့ကြတဲ့ပရိသတ်တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ခင်ဗျာ